ဖြည့်တစ်ခုကိုအခုဖြည့်နိုင်တယ်ဆိုရင်1000ပေးမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ MTK ကနေပြီးတော့မှမာသာကာဝင်းမှာကျွန်တော်တို့ရောက်ရှိနေတယ်ရောက်ရှိနေပြီးတော့မှကျွန်တော်တို့ဒုတိယမြောက်ဒါကျွန်တော်တို့ရဲ့ဆရာကြီးเนาะကားဆရာကြီးဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါအခုကြည့်ရတာကြော်ရင်းနဲ့တော့တူလို့ပဲဘာတော့လို့အခုရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါဘွားလေဥပွားရင်မောင်းမယ်ရင်မောင်းဘယ်နှစ်ရှိလဲရင်မောင်းနှစ်30ဟွာနာရောက်ပါ30နာကတ်နေ30နာကတ်နေ10စုနှစ်ကျော်ပါပြီပေါ့10စုနှစ်ကျော်ပါအဲ့လိုရင်မောင်းနေတဲ့10စုနှစ်ကျဲမှာအမှတ်တရလေးတစ်ခုပြောပြပါဘယ်လိုအမှတ်တရရရှိအမှတ်တရဘာကားပြက်လက်ပြောမလားကြိုက်တာပြောလုံးဝကိုရင်မောင်း10နှစ်အတွင်းမှာကိုမမေ့နိုင်တဲ့အမှတ်တရတစ်ခုအရင်ပျော်ရွှင်ခဲ့တဲ့အမှတ်တရပဲဖြစ်ဖြစ်အရင်စိတ်လှုပ်ရှားစရာအမှတ်တရပဲဖြစ်ဖြစ်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အမှတ်တရပဲဖြစ်ဖြစ်တခုတော့စိတ်ပြက်လက်ပြက်ကဖြစ်တယ်ကျွန်တော်တို့တခါအင်ဂျင်တွေဖြစ်တော့စိတ်ပြက်ရတယ်အင်ဂျင်တွေအင်ဂျင်လုံးဝလမ်းမှာဖြစ်သွားတောင်းသွားလုံးဝဘယ်နှစ်ရက်လောက်အိတ်လဲလမ်းမှာဘာ10လောက်ကြာ10လောက်ကြာโอเคအခုကျွန်တော်တို့က game လေးတစ်ခုဆော့လွယ်လေးပဲအဲ့ game ကကျွန်တော်ပြောတဲ့မေးခွန်းမှာအဖြေတစ်ခုကိုအခုဖြည့်နိုင်တယ်ဆိုရင်1000ပေးမယ်အခုစက္ကန့်30အချိန်ပေးမယ်အဲ့စက္ကန့်30မှာအခု30 40ဖြည့်ရတယ်3000 4000ပေးမယ်ဟုတ်မရရနော်ဟုတ်ပြီမြန်မာနိုင်ငံမှာကာကြီးနဲ့စတဲ့မြို့တွေကိုဖြည့်ပြီကာကြီးနဲ့ကြောက်ပရောင်းစပြီနော်ကြောက်ပရောင်းဟုတ်ပြီကြောက်ပရောင်းဝါလာမယ်ကြောက်စဲ2000ကာဒီပါဟိုစီရရတယ်ဖြည့်ကြောက်ပရောင်းကြောက်စဲကားရစားနေခဏလေးလေကူမဲဟုတ်ပြီ3ခု3ခုဟိုချိမဲနေပေါင်းကာကြီးနေမဲဟာကလေးမျိုးဟုတ်ပြီ၄ခုကလေးမျိုးချိန်ပြေးသွားပါပြီပြေးပါပြီနော်ချိန်ပြေးသွားပြီဒါအများကြီးဖြည့်လို့ရဦးလေအဲ့စဉ်းလာဒါရုပ်တရက်ဆိုတော့ကောင်းတယ်ဟုတ်ကဲ့ကြားပေါ့ကျွန်တော်တို့ဒါအခုစုငွေ4000ပေးမယ်နော်တော်လေးဟိုဖြည့်တဲ့အတွက်စိတ်ထဲမှာဘယ်လိုခံစားကောင်းပါလေကောင်းဒါလူရဲ့ဟိုပါပေါ့ဘောတော်ပါပေါ့လာမဲ့နှစ်တွေကြာတော့မမူဒီတယ်လည်းနေဝါကြီးနဲ့တွားနေရင်တော့တတိရတယ်ဒီလိုမျိုးရုပ်တရားဆိုလို့ဆိုရင်မေးမယ်မရအောင်ဟုတ်ကဲ့ဒါလိုပုံစံမျိုးလေးဒါအကိုတို့နားနေတဲ့အချိန်မှာဒါအေးစီဒီလိုမျိုးလေးဖြည့်ရတော့စိတ်လည်းနည်းနည်း fresh ဖြစ်တယ်ဟုတ်ကဲ့ပါကျွန်တော်တို့ MTK ကနေပြီးတော့မှဒါကျွန်တော်တို့ရဲ့မိတ်ဆွေတွေကားသမားကျွန်တော်တို့ driver အကိုတွေနားနေတဲ့အချိန်ကြတယ်ဆိုလို့ရှိရင်အနားယူနေတဲ့အချိန်ကျွန်တော်တို့မိကုန်းလေးတွေမေးပြီးတော့ဆုလက်ဆောင်တွေကျွန်တော်တို့ပေးနေပါတယ်မိတ်ဆွေတို့ရှိရာကားဝင်းကိုကျွန်တော်တို့အရောက်လာခဲ့ရမယ် MTK မိုးကဖြန့်ကြည့်ရင်းနဲ့ပြန်လည်ပြုပြင်ရပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်